သိညစ်တဲ့ချိန်တိုင်းမှာနားဆင်ကြည့်ပါရေပြော့ရင်ခြေရကြမ်းမယ်စိတ်ပြော့ရင်ဒဏ်ရာကြမ်းမယ်အဲ့ဒါကြောင့်မချစ်ပါနဲ့မချစ်တဲ့သူကိုမချစ်ပါနဲ့မမေ့ပါနဲ့မေ့တဲ့သူကိုမေ့ပြစ်နိုင်မို့တော့မလွမ်းပါနဲ့မလွမ်းတဲ့သူကိုဘယ်တော့မှမလွမ်းနဲ့လူတိုင်းကကိုယ်စိတ်နဲ့နှိုင်းပြီးတော့ဘယ်တော့မှမယုံကြည်နဲ့လူတိုင်းကကိုယ်စိတ်လို့မှုတ်ကြပါပြင်လိုက်ပါအားငယ်တတ်တဲ့အကျင့်ကိုပြင်လူတိုင်းကိုယုံလွယ်တဲ့အကျင့်ကိုပြင်သင်ကိုယ်တင်မယုံကြည်တဲ့အကျင့်ကိုပြင်တွေးပြီးဝမ်းနဲ့တတ်တဲ့အကျင့်ကိုပြင်စိုးရင်စိတ်များတဲ့အကျင့်ကိုပြင်လိုက်သင်ကအားငယ်တတ်ရင်လူတွေကချနှင်းတယ်တကူကောင်းဆန်တဲ့နေရာမှာဆန်မှာမာနကြီးရမယ့်နေရာမှာမာနကြီးပြအတ္တကြီးရတဲ့နေရာမှာအတ္တကြီးပြအားငယ်ပြီးစိတ်ညစ်နေတဲ့ရင်လူတိုင်းကလိန်ညာလှည့်စားမှာလူတယောက်ကမနာလို့တင်မကောင်းကြောင်ပြောရင်တော့မှတင်းပြုံးပြီးနေတာလူတယောက်ရဲ့လိန်ညာခံရရင်စိတ်ညစ်နေတယ်တင်တစ်ခါပဲလိန်ညာခံလိုက်ပါထိုလိန်ညာခံရတိုင်းစိတ်အတွက်ရင်းကျက်မှုတွေလူတွေရဲ့လေစားခံရလေလေကိုယ့်တဲ့ပညာရလေလိန်စမ်းမှာညာစမ်းမှာမနာလို့စမ်းပြုံးပြပြီးတော့စိတ်ခေါ်လိုက်လူတယောက်ကြောင့်တင်ရစိတ်ညစ်နေရင်တင်ဟာအမြဲတမ်းရှုံးနေရမှာဘာအတွက်ကြောင့်စိတ်ညစ်နေမိဘအတွက်အားတင်းထားပါတင့်အတွက်အကောင်းဆုံးကိုဖန်တီးရအောင်တင့်ရှိရေးအတွက်အကျိုးရှိတာတွေလုပ်ရအောင်တင့်တန်တရားအတွက်ကြိုးစားရအောင်တင့်ကိုလူတိုင်းအကောင်းမြင်ဖို့ကြိုးစားရအောင်ဒီနေ့စိတ်ညစ်ရင်ညစ်လိုက်ပါဒါပေမဲ့မနှက်ဖြန်နိုင်အောင်တင့်အတွက်ပြုံးပြော